บทที่12အခန်း12เจ้าแก่เข้ามาหาตูเจ้าแก่ဆိုတာเจ้าแก่ကိုပြောတာဖြစ်ပါတယ်เข้ามาหาဆိုတာเข้าဆိုတာဝင်တာมาหาဆိုတာကเข้ามาဆိုတာဝင်လာတယ်หาဆိုတာစီတို့ဘယ်သူစီကိုလဲဆိုတော့ตูเจ้าแก่เข้ามาหาตูဆိုတာเจ้าแก่ကတဲ့ตูစီကိုဝင်လာတယ်ขาဆိုတာခြေထောက်ขาဆိုတာကခြေထောက်เจ้าแก่ဆိုတာเจ้าแก่ကိုပြောတာဖြစ်ပါတယ်လူဆိုတာကြည့်ရတာกิกะကိုလိုကလန်ဖြစ်တယ်တိုးကတဲ့ဟောင်းမဟောင်းတယ်ပေါ့ဟောင်းဘယ်လိုဟောင်းလဲဆိုရင်ကြောက်ကဲကိုဟောင်းတယ်ขาကြောက်ကဲရဲ့ခြေထောက်ကတဲ့လူကေကကြည့်ရတာကိုလိုကလန်ဖြစ်နေတယ်တဲ့တိုးဟောင်းကြောက်ကဲတိုးကကြောက်ကဲကိုဟောင်းတယ်တဲ့မာနီကိုပြောတာလူဆိုတာဆူလိုက်တယ်တိုးဆူလိုက်တယ်မိုင်းဟိုင်းမပေးဘူးမပေးလဲဆိုရင်ဟောင်းမပေးဟောင်းဘူးဒါဆိုရင်မာနီကတဲ့လူတိုးဆူလိုက်တယ်တဲ့မဟိဟောင်းမပေးဟောင်းဘူးတဲ့မဟောင်းဖို့အတွက်ဆူလိုက်တာပေါ့မာနီကတိုးမဟောင်းဖို့အတွက်တိုးဆူလိုက်တယ်တိုးဆိုတာတိုးပြောဖြစ်ပါတယ်ကော့ဆိုတာလည်းပဲမိုင်းမဘူးပါလဲဆိုရင်ဟောင်းမဟောင်းဘူးတိုးก็ไม่เห่าตัวก็လည်းမဟောင်းတော့ဘူးเจ้าแก่ပြောတာဖြစ်ပါတယ်เข้าไปဝင်သွားတယ်หาစီတို့ဘယ်သူစီကိုလဲဆိုရင်စီထောက်စီကိုဝင်သွားတယ်เจ้าแก่เข้าไปหาสีเทาเจ้าแก่ကတဲ့สีเทาလေးစီကိုပြန်ဝင်သွားတယ်สีเทาကိုပြောတာခုဆိုတာချိန်မှန်ဖြစ်ရယ်ဖူနဲ့မှန်ဖြစ်နေတယ်တဲ့สีเทาခုဖူสีเทาလေးကတဖူနဲ့မှန်ဖြစ်နေတယ်တဲ့ချူใจကိုပြောတာဒုဆူလိုက်တယ်สีเทาကိုချူใจကสีเทาကိုဆူလိုက်တယ်ไม่ให้ခုမပေးမှန်ဖြစ်ဘူးสีเทาချူใจดุสีเทาချူใจကสีเทาကိုမှန်လိုက်တယ်ไม่ให้ခုမဟောင်းဖို့မမှန်ဖြစ်ဖို့ပေါ့ sorry မမှန်ဖြစ်ဖို့สีเทาก็လည်းပဲไม่ခုမမှန်ဖြစ်တော့ဘူးเจ้าแก่ကพอใจကျေနပ်သွားတယ်สีเทาก็ไม่ခုสีเทาကမမှန်ဖြစ်တော့ဘူးเจ้าแก่พอใจเจ้าแก่ကကျေနပ်သွားတယ်